နဝကမတပားလျင်2000ကျပ်စီနဲ့5ပါးလူနှန်းပေးတာဖြစ်ပါတယ်အားလုံးဆရာတော့5ပါးဖြစ်ပါတယ်ဒီကနေ့ဆုံးပွဲဟင်းလျာလေးတွေကတော့ပဇွန်တုတ်ကြီးတွေကိုကမွန်းညက်ကူးလေးနဲ့ကြော်ထားပါတယ်ဒါကတော့ငဆုံနဲ့ချိုးချင်းကြော်ထားပါတယ်ဒါငတန်ပါလေးကြော်ထားတာပါဒါလေးကတော့မြစ်ခွာရဲ့တုံလေးပါဒါလေးကတော့ငဖင်သစုပ်ကလေးကိုမကြီးရည်လေးနဲ့ချက်ထားတာပါဒါလေးကတော့ဝက်သားစီပြန်ဟင်းပါဒါလေးကတော့ဗမာချက်ကလေးကိုဘူးသီးနဲ့ဘုံလုံးသီးနဲ့ရောချက်ထားတာဖြစ်ပါတယ်မြစ်ခွာရဲ့တုပ်ကလေးတွေပဇွန်မီးဖုတ်ပြီးတော့ကျမတို့တုပ်ထားတာပါကြက်သွန်လေးတွေစီချက်နိုင်နဲ့ဒါကတော့ငပိကျက်ရုပ်သီးစီကြောနဲ့ဒါကထောပတ်ဘိန်းမို့ဒါကတော့ဗမာကျက်ရိုးတွေနဲ့စုဝေးရွက်တွေနဲ့ဟင်းညိုချက်ထားတာဖြစ်ပါတယ်တိုးစရာတွေကတော့သခွာသီးခရမ်းကျိုသီးကစုံရွက်နုနုလေးတွေအစုံနဲ့စီစဉ်ထားပေးပါတယ်ဒီအသီးကတော့တရသီးအခုနာမည်ကြီးတဲ့တရသီးပါစိန်တလုံးသီးပါရှင်စိန်တလုံးသီးနဲ့ကပ်ပါတယ်ဟိုဘက်ကမာလကာသီးမော့မော့လေးတွေပါရင်နွေးချမ်းရောရေခဲရေရောအားလုံးအဆင်ပြေအောင်စီစဉ်ထားပေးတဲ့စွန်ပွဲပဲဖြစ်ပါတယ်အများသူငါသားလေးခေါ်ဖို့တင်ပြပေးပါတယ်